你们今天大家你来送餐，你摸你们说了，打开来加为啥啦？其他都讲来对啦了。送餐来包就不对，说要送餐来包喏，你啦。ပြောကြတာငါတို့ဖွဲ့ဦးတဲ့သူ့ကိုမကြိုက်ချင်ဘူးတဲ့သူပဲပြောနေငါတို့မောလို့အနာပေးထားတာခေါင်းနဲ့ဖွေးလို့မစောနိုင်ပါဘူးပြင်းနေရလို့တက်တော်တော်မစောနိုင်ပါဘူးဟုတ်လားညီမလေးပြင်းနေရလားပြင်းနေရလို့တက်တော်တော်မစောနိုင်ဘူးတဲ့ဟုတ်လားကားပေါ်တက်ပြီးဓမြတိုက်စားနေဟုတ်လားမလေးကဓမြတိုက်မစားဘူးသိလားမိုင်းနော်သူကအမလိုမျိုးထင်နေနဲ့နော်ဓမြတိုက်မှစားမှာမဟုတ်ဘူးနော်သိလားပြောလိုက်စမိုင်းဓမြတိုက်မှငါတော့စားရမှာမဟုတ်ဘူးလူခါမှစားမှာလည်းမဟုတ်ဘူးနော်သိလားပြောကြတော့ငါတို့ကြောက်မပြောချင်ဘူးတဲ့သူပဲပါဇက်ကပြောသူပဲလက်ကိုမချဟမ်ပတ်ကြနေပါဇက်တွေလည်းဝဲပေါက်သွားအောင်မယ်ငါတို့တွေနာမည်တွေခေါ်နေရလို့ဝဲပေါက်ကောစားကလေးမှဆိုလားကြီးကမှဆိုတိတ်အားချောင်းမိနေနော်သိလားညီမလေးနော်ကိုညီမကြောင့်လေးကိုညီမလေးကြောင့်လေးကိုလည်းစုံစမ်းလိုက်အောင်ကိုညီမဘယ်ရောက်နေတော့လို့သိလားနော်ကိုညီမဘယ်ရောက်သွားပြီတော့လို့စုံစမ်းလိုက်အောင်ကိုညီမကြောင့်လေးပဲနော်ရောက်လာငရဲပြရောက်သွားဟုတ်တယ်လက်ကြီးမှတော့လက်ကြီးတော့မဖြစ်နိုင်ပါဘူးငရဲကြီးပဲရောက်မှာပါနော်ကိုညီမကြောင့်လေးကိုစုံစမ်းလိုက်အောင်ငရဲကြီးပဲရောက်မှာဟောဘယ်ရောက်သွားပြီတော့လို့ငရဲကြီးရောက်သွားပြီလားလို့ငရဲကြီးပဲရောက်မှာပါအဲ့လိုဟာကြီးငါကြီးဆိုတာမဖြစ်နိုင်ဘူးမမျောမှန်းနဲ့နော်ဟောပါတော့အမယောက်ျားနဲ့တော့ညီမလေးတော့မေဘူးသီလားအမသမီးမလေးနဲ့ပေးအိတ်လိုက်လေအမသမီးနဲ့ပေးအိတ်လိုက်လေအမသမီးနဲ့ပေးအိတ်လိုက်လေအဲ့စာကလေးမဆိုတာကြီးကမှဆိုတာလားခမရတစ်ဖက်လိုက်နဲ့ပေးအိတ်လိုက်လေအကောင်မလေးနဲ့ပေးအိတ်လိုက်ညီမလေးနော်သူတို့ကမမောဘူးနော်ခမရမမောနေတဲ့ခမရသမီးခမရသမီးရှိခမရသမီးနဲ့ပေးအိတ်လိုက်ဒါမှမဟုတ်လို့ရှိရင်ခမရတစ်ဖက်တည်းရှိခမရတစ်ဖက်နဲ့ပေးအိတ်လိုက်ကျုပ်တို့ကပြန်ရောင်းစားပေးရောင်းစားအမှန်နဲ့ခမရလိုဖမ်းခံမစားဘူးရှင်းတယ်နော်အာရန်ချောင်းနဲ့ပါဇက်ကိုအဟာနဲ့စို့ပေးထားလိုက်နော်အမလားချောင်းနေပြီရွတ်သွားနေချောင်းနေတာမကြောင်ဘူးချောင်းနေတာသူဟာချောင်းနေပြီရွတ်သွားနေလို့ချောင်းနေတာကြောင်းနေရမို့မိုင်းမာရီကပြန်မပြောဘူးဆိုတာအမတို့ကြားကိုမညက်လို့ပြန်မပြောတာသိလားနော်အာယုံနှောင်းလို့မောတယ်ပွဲတွေလုပ်ပေးနေရောလေသိရမလားပွဲတွေလုပ်ပေးနေမားလို့ပြန်မပြောတာနော်